ဒီပုံပင်လေးရဲ့နာမည်ကတော့မိုင်မဲသောနင်းကလေးတဲ့ကွယ်တခါကစားရောင်းသူကုန်တဲ့တူဟာသူ့ရဲ့မင်ပေါ်တွင်စားအိပ်ကိုတင်၍နေ့စဉ်ဈေးသို့သွားနေကြဖြစ်ပါတယ်လမ်းမှာတော့သူတို့ဟာစမ်းချောင်းတစ်ခုကိုအမြဲတမ်းဖြတ်ကျော်ရပါတယ်ကွယ်ဒီနေ့မှာတော့မြင်းဟာရုတ်တရက်ချော်လဲသွားခဲ့တယ်ကွယ်စားအိပ်လဲရေဆိုးကုန်တာပေါ့ကွယ်စားတချို့ဟာရေထဲမှာအရေပျော်သွားခဲ့တဲ့အတွက်စားအိတ်ကတဲရတာအရန်ပေါ့သွားတာပေါ့ကွယ်မြင်းကလေးကလည်းသူတဲရတဲ့ဝမ်ပေါ့သွားတဲ့အတွက်ပျော်ရွှင်လို့သွားတယ်တဲ့ကွယ်အဲ့နောက်ပိုင်းမှာတော့မြင်းဟာဒီပုံစံအတိုင်းပဲစမ်းကြောင်းကိုဖြတ်တိုင်းချော်လဲတာကိုနေတိုင်းပြုလုပ်တက်လာခဲ့တဲ့ကွယ်စားရောင်းသူကုန်တယ်ကလည်းသူ့မြင်းရဲ့လက်ကွက်ကိုသဘောပေါက်လာတာကြောင့်ဒီမြင်းကိုသင်ခန်းစာပေးရမယ်လို့စဉ်းစားမိတော့တယ်ကွယ်နောက်တစ်နေ့မှာတော့သူဟာမြင်းပေါ်ကိုဝါကွန်းအိတ်ကြီးတစ်ခုကိုတင်ခဲလိုက်တာပေါ့ကွယ်စမ်းချောင်းကိုဖြတ်တဲ့အချိန်မှာမြင်းဟာအရင်တိုင်းပဲဝါကွန်းအိတ်ကိုလည်းပိုလစ်ပို့ပါလာမယ်လို့မျှော်လင့်ပြီးစမ်းချောင်းထဲမှာချိုလဲဟန်စောင်းလိုက်ပြန်လာပေါ့ကွယ်ဒါပေမဲ့ရေဆိုနေတဲ့ဝါကွန်းတွေဟာတဲဆောင်ရတာပိုလေးသွားပြီးမြင်းဟာတလမ်းလုံးမတက်မသားနဲ့ပိုရဒုက္ခရောက်ခဲ့တော့တာပေါ့ကွယ်မင်းကလေးဟာအဲ့ဒီအချိန်မှာပဲနောင်တရပြီးနောက်တစ်ခါဟန်ဆောင်လက်စားမှုမလုပ်တော့ဖို့သင်ခန်းစာရလိုက်တာပေါ့ကွယ်နောက်နေ့ကစပြီးစားရောင်းသူဟာမြင်းရဲ့လက်စားမှုကိုမခံရတော့ပဲမြင်းနဲ့အတူပျော်ပျော်ရွှင်ရွှင်နဲ့ရှိနေတော့တယ်ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ပုံမြင်လေးကိုကြိုက်တယ်ဆိုရင် like ကလေးနှိပ်ပေးပါအောင်နော်ကျေးဇူးတင်ပါတယ်လို့